ဆိုတာလည်းရှိတယ်ကလေးသူငယ်လူရွယ်ဘဝကနေပြီးတော့လူလက်လူကြီးမိမိတို့လက်ရှိရောက်နေတဲ့ဘဝအချိန်အထိရှိနေကြတာဘဝအချိန်အထိကိုဖြစ်ခဲ့တာတွေအများကြီးရှိကြတာကိုဖြစ်ခဲ့တာတွေကိုသိတာဘုံဘုံတို့အခုတစ်ပိုင်းစီပြောပေးနေတစ်နှစ်မှတစ်ခါကြုံရတဲ့အကြောင်းတစ်နှစ်မှတစ်ခါကြုံရတဲ့အကြောင်းဒီအရွယ်မှာတစ်နှစ်နဲ့ပိုင်းပြောနေတာပေါ့အမှန်ကတော့ပြောစရာတွေကတော့တစ်နှစ်ထဲမှာကိုပဲအများကြီးပဲပြောစရာနောင်ဆိုရင်တော့ဘယ်နှစ်လောက်ကဘလို့ဖြစ်ခဲ့တာလို့ပြောဖြစ်မယ်နဲ့တူတယ်အခုကြတော့4 တန်းပေါ့လေ4 တန်းဆိုတော့9 နှစ်ပေါ့ဒီပေါ်လေ10 တန်းဆိုတော့15 နှစ်16 နှစ်ဖြစ်တာ4 တန်းဆိုတော့9 နှစ်ပေါ့9 နှစ်ဆိုတဲ့အရွယ်ကိုကြည့်ကလေးမှတကယ်ကလေးမှတကယ်ကလေးပဲကလေးဆိုပြီးမဲဘုရားရှင်ကိုရမြတ်ကြီးရဲ့သာသနာတော်မှာ9 နှစ်သားနဲ့ကိုရင်လေးတွေဖြည့်ပြီးတော့ယဟန္တာဖြစ်သွားကြတဲ့အရှင်မြတ်တွေအများကြီးပဲ9 နှစ်သားဆိုရင်တော့ယဟန္တာဖြစ်ခွင့်ရတာပေါ့လေတချို့ဆိုရင်စာထဲမှာဆရာသမားတွေပြောတယ်9 နှစ်သားလေးနဲ့တော့ယဟန္တာဖြစ်တယ်9 နှစ်သားထက်ငယ်ပြီးတော့မဖြစ်နိုင်ဘူးပေါ့လေဘာဖြစ်လို့လဲဆိုတော့ဟရိယဝတ္ထုယုတ်ဒီစိတ်ဓာတ်အင်အားကြီးစိတ်ဓာတ်အင်အားတွေကိုအမိခံနိုင်ဖို့ဟရိယဝတ္ထုအားကောင်းမှဖြစ်တာနှလုံးသားဆိုတာကဒီစိတ်ဓာတ်ရေးရာတွေရဲ့မိခိုအားထားသူမီအမိသဟဲပြုတဲ့နေရာကိုနှလုံးသားတွေ9 နှစ်သားထက်ငယ်လို့ကတော့တရားသူမရနိုင်ရှာဘူးပေါ့လေအခု9 နှစ်ဆိုတော့9 နှစ်အရွယ်သားတွေသမီးတွေ9 နှစ်အရွယ်ကလေးသူငယ်တွေဟာအခု10 နှစ်ကစပြီးနောက်ပိုင်းဆိုတဲ့ပုံကိုယ်တွေဟာ9 နှစ်အရွယ်ကိုဖြတ်တန်းလာခဲ့ဘူးတဲ့သူတွေကြီးပဲ9 နှစ်အရွယ်ကိုဖြတ်တန်းလာခဲ့ကြတဲ့သူတွေကြီးပဲ9 နှစ်အရွယ်ကိုဖြတ်တန်းလာတဲ့အချိန်တုန်းကကိုဘာမှတ်မိခဲ့တယ်လေဘုံဘုံတို့မှတ်မိတာကတော့အရင်တစ်ခါပြောခဲ့တဲ့ဘုံဘုံတို့ဘုံဘုံတိန်ကျောင်းမှာတငယ်တန်းနေတယ်တန်း2 တန်း3 တန်း 4 တန်းကထုံးမှုရွာထုံးမှုရက်ွက်ကမူလာတန်းကျောင်းမှာနေတယ်အဲ့ဒီမှာ4 တန်းအရွယ်မှတ်မိသေးတယ်4 တန်းကျောင်းဆင်းချိန်ဆိုကျောင်းဆင်းတာပေါ့မုံစားဆင်းချိန်ဆင်းတယ်ကျောင်းဆင်းချိန်ဆင်းတယ်ကျောင်းဆင်းချိန်အိမ်မပြန်တော့ဘူးလေထမင်းတုံးနဲ့နေကုန်ကျောင်းကိုစားကြတောက်ကြကျောင်းဆင်းချိန်မှာမြင်သာအောင်ပြောရင်အသားကျောင်းကြီးက2 ထပ်ကျောင်းအိမ်သားတွေကဟိုဘက်ဘေးမှာရေကန်ကြီးကဒီဘက်ဘေးမှာဘယ်ဘေးညာဘက်ဘေးပေါ့ရှေ့မှာလမ်းတိုင်းကြီးနဲ့လမ်းတိုင်းရှိမှတန်းစီလမ်းတိုင်းရှိမှဘောလုံးကွင်းရှိအဲ့ဒီနေ့ကမှတ်မိပါသေးတယ်တကြောင်ဝင်းလုံးကိုနှစ်တလက်မအသားတွေနဲ့ဝင်းခတ်ကြဘုံဘုံတို့ခမည်းတော်ကြီးဘုံဘုံတို့အဖေရဲ့အကိုပါပဲကပ္ပလေးကလက်သမားဆရာသူပဲခတ်တာပါပဲလက်သမားဝင်းနေရန်ကြီးလက်သမားတစ်ပတ်ကြီးဝင်းနေရန်ကြီးခတ်တကြောင်လုံးတန်နေရအမှန်ကတော့ဝင်းနေရန်ခတ်ပြီးအပေါ်အပြင်ကနှစ်တလက်မတန်က3 တလက်မဒါမှမဟုတ်ရင်3 တလက်မပေါ့လေရိုက်တာအဲ့ဒါကိုရိုက်ပြီးလို့ရှိရင်တန်လေးတွေထွက်နေတဲ့အဖျားက1 မတ်လောက်ထွက်နေအဲ့ဒါလေးကိုကောက်ထားလိုက်ရနှလုံးမကွင်းနဲ့ရိုက်တော့9 မှုထွက်တာပေါ့1 မတ်လောက်ပဲထွက်တာပေါ့အဲ့ဒါလေးကိုကောက်ခဲ့တာလည်းရှိတယ်မကောက်ခဲ့တာလည်းရှိတယ်ပေါ့လေမှန်တော့မကောက်တာများပါလေကျောင်းကြီးကလုံးအပေါက်ဝမှာဝင်းနေရန်ကအသားတကားကြီးနဲ့ဈေးတွေကကျောင်းဝင်းထဲမှာဘောလုံးဝင်းကလေးတွေဘောလုံးကစားတာပေါ့ဟိုဘက်တစ်ဖွဲ့ဒီဘက်တစ်ဖွဲ့ဘောလုံးကန်ရတာပေါ့ဘုံဘုံတိန်ကျောင်းကလေးဘောလုံးကန်လာတာယောက်ျားလေးပဲဘောလုံးကန်မှာပေါ့ကန်ပေါ့လားဒီနေ့ကြတော့ဘုံဘုံတို့ကျောင်းဝင်းနဲ့ကစားနေကြရင်လည်းနမတကောင်ဝင်လာတာအဲ့တုန်းကတော့ခုမှဘ ഹു တုဒ္ဒနဲ့ပြန်ပြောရင်နဗရမ်းမှာပေါ့တားပေါက်မွေးထားကပြီးကစားနဗရမ်းမှာနဗရမ်းမှာတွေဘာတွေဘယ်သိမှာလဲအဲ့ဒီအရွယ်တုန်းကတော့အဲ့ဒီအဖြစ်ပြက်လေးကိုခုထိပြန်မြင်တယ်ခုလိုပြောလိုက်ရင်ကိုအဲ့ဒီနမကြီးလည်းပြန်မြင်နဗရမ်းမှာလေဘုံဘုံတို့ဘောလုံးကန်နေတာလည်းမြင်တယ်ကျောင်းသားတွေရောကျောင်းသူတွေရောဘိုးဈေးတန်းမှာလည်းပဲအပေါက်ဝမကြည့်ပင်အောင်မှာဟိုဘက်3-4-5ဆိုင်ဒီဘက်3-4-5ဆိုင်ဆိုင်တွေဖွင့်ထားတာလည်းရှိလူတွေဟာတခါတလေကြတော့ကိုစဉ်းစားခဲ့မိတယ်
အဲ့ဒီအဖြစ်အပျက်ကိုအကြောင်းပြုပြီးအဲ့ဒီတုန်းကစဉ်းစားခဲ့မိတာရောအခုနောက်ပိုင်းပိုစဉ်းစားလာတာပိုပြီးလေးနက်လာတာလူတွေတယောက်နဲ့တယောက်စိတ်ဓာတ်မတူတာတော့သိတယ်လက်ခံတယ်နားလေတယ်ရုပ်လည်းမတူအမူအရာလည်းမတူစိတ်ဓာတ်လည်းမတူဒါပေမဲ့စိတ်ဓာတ်ကောင်းလေးတို့တော့ရှိလိုက်ကြပါလားလို့အဲ့လိုစိတ်ထဲမှာခဏခဏဖြစ်နေအဲ့ဒါကငယ်တုန်းကဖြစ်တတ်တယ်အခုနောက်ပိုင်းပိုဖြစ်လာအကုန်လုံးစိတ်ဓာတ်ကောင်းလေးကြီးပဲရှိလိုက်ပါလားအကုန်လုံးစိတ်ဓာတ်ကောင်းလေးကြီးပဲဖြစ်လိုက်ပါလားကိုယ်လည်းစိတ်ဓာတ်ကောင်းဖြစ်ခြင်းနဲ့စိတ်ဓာတ်ကောင်းရှိခြင်းနဲ့ကိုယ်နဲ့နှီးစပ်တဲ့သူတွေလည်းစိတ်ဓာတ်ကောင်းဖြစ်စေခြင်းနဲ့ရှိစေခြင်းနဲ့ဖြစ်လိုက်ပါလားလို့အဲ့လိုပဲစိတ်ထဲကတွေးတယ်ဒါပေမဲ့မဖြစ်ကြတာတွေလည်းရှိတယ်အေးပေါ့လေတဦးနဲ့တဦးကစိတ်ဓာတ်တွေကမတူကြတော့ခက်သားလားဘုရားမြတ်စွာသာသနာတော်မှာရှင်ဟန်ဘဝရောက်လာသာသနာပေါင်းမှာယဟန်ဘဝဖြစ်သီလသမารိပညာဖြည့်ခြင်းပရိယတ္တိဓမ္မဇာတိပိရိသင်လို့ပฏิပတ်တိဓမ္မကျင့်ကြံကြိုးကုပ်အားထုတ်လို့ပฏิဝေဒဓမ္မမဉ္ဇဉ်ဖူဉ္ဇဉ်နိဗ္ဗာန်ရဖို့ကြိုးစားလာတဲ့အခါဒီစာပေပရိယတ္တိသင်အံလေ့ကျင့်တော့မှကြည်စမ်းအစရာကောင်းတာဘုရားရှင်ကိုရောမြတ်ကြီးရဲ့သာသနာတော်မှာဆရာတော်တန်ဃာတော်ဒီဘက်ကလည်းအမျိုးကိုစုံနေတာတရားဓမ္မဒီဘက်ကလည်းအမျိုးကိုစုံနေတာလူတွေကကောင်းတဲ့လူလည်းရှိသလိုမကောင်းတဲ့လူလည်းရှိတာပါပဲတထေးတိုင်းကောင်းသလားဆိုတော့ကောင်းတဲ့တထေးတွေရှိသလိုမကောင်းတဲ့တထေးတွေလည်းရှိဆရာတိုင်းကောင်းသလားဆိုတော့ကောင်းတဲ့ဆရာတွေလည်းရှိတယ်မကောင်းတဲ့ဆရာတွေလည်းရှိတွေ့ရတာပေါ့ဇတ်တော်တဲတို့ဘာတို့ဒီသာသနာပေါင်းကြောင်းရှင်မင်းတွေလည်းပဲကောင်းတဲ့ရှင်မင်းတွေရှိသလိုမကောင်းတဲ့ရှင်မင်းတွေလည်းရှိစစ်သူကြီးတွေမူကြီးမတ်ကြီးတွေလည်းပဲကောင်းတဲ့သူတွေရှိသလိုမကောင်းတဲ့သူတွေရှိတယ်အဲ့ဒါကြီးကိုစိတ်ထဲကနေအကုန်လုံးကောင်းလိုက်ကြပါလားအကုန်လုံးကောင်းလိုက်ကြပါလားလို့ဖြစ်မိတာအမှန်ဖြစ်မိတာအမှန်အဓိကအဖြစ်ဘယ်နေရာသွားတွေ့တုံးဆိုတော့ဒီတဦးတယောက်ဒုက္ခရောက်တဲ့အခါမှာကိုစွမ်းနိုင်ရင်ကူကြပါလားစွမ်းနိုင်ရင်ကူကြပါလားဆိုတဲ့စဉ်းစားတာကနောက်ကြမှာပေါ့လူတွေတယောက်နဲ့တယောက်ကူညီကြပါလားဘာလို့ကိုယ့်ဘက်ကြီးပဲကြည်နေကြတာတော့ဘာလို့ကိုယ့်ဘုကြီးပဲကြည်နေကြတာတော့ခဏပေါ်ကိုယ့်ဟာကိုယ်စိန်နဲ့ထိုင်နေရပြီးရောဟိုဘက်ကဘသူဘာဖြစ်နေလဲသူချော်လဲရုံမကလို့ဘာဖြစ်နေလဲထူပေးခြင်းစိတ်တောင်မရှိတဲ့သူတွေကတပုတ်အဲ့ဒါတွေကိုစိတ်ထဲတော်တော်လေးခံစားကိုထူနိုင်ထထူပေးလိုက်ပေါ့ခုတော့အဲ့လိုတွေကနဲလာအဲ့ဒါတွေကိုစိတ်ထဲမှာဘာလို့ဖြစ်ရတာလဲဆိုတော့နွားမကြီးဝင်လာတာနမရမ်းမကြီးဝင်လာတာကကျုံနဲ့အတွေ့အကြုံကြောင့်ဖြစ်လာတယ်လို့ပြောရမှာလေးတန်းဆိုတာကဘုံဘုံတို့ပဲကြည်ဘောလုံးပွဲတစ်ပွဲမှာအရင်တစ်ခါပြောခဲ့တဲ့ဘုံဘုံတွေအကြောင်းလုံးကဟာဘောလုံးပွဲတစ်ပွဲမှာတော့ခေါင်းဆောင်ဆိုတာရှိတယ်ဘောလုံးသိန်းတစ်သိန်းမှာအခုတန်းမှာလည်းတန်းကိုအတန်းနဲ့ကိုခေါင်းဆောင်ရှိမှာပဲရှိတာပဲနှစ်တန်းမှာလည်းနှစ်တန်းသူတန်းနဲ့သူခေါင်းဆောင်ရှိတာပဲမော်နီတာဆိုသုံးတန်းမှာလည်းရှိတာပဲလေးတန်းမှာလည်းရှိတာအခုလေးတန်းအရွယ်ကြတော့မူလာတန်းကျောင်းမှာလေးတန်းဆိုတာပြောရင်တော့ရည်တန်းမှာအထက်တန်းကျောင်းမှာ10တန်းကလူကြီးဖြစ်တယ်လို့မူလာတန်းကျောင်းမှာလည်း4တန်းကလူကြီးပဲကိုလူကြီးပဲဆိုတဲ့စိတ်ရှိတယ်ဘုံဘုံလည်းအဲ့တုန်းကတကယ်ကိုလူကြီးပဲစိတ်ရှိတာလူတိုင်းကိုနေခဲ့တာကိုသိတာပေါ့4တန်းကိုနေခဲ့ကြထောင်းလုပ်တဲ့လူကြီးတော့မဟုတ်ဘူးနော်ဘုံဘုံအဲ့လိုမျိုးမဖြစ်ချင်မဖြစ်ဘူးလူကြီးဆိုတဲ့စိတ်ကဘယ်လိုနေရာမျိုးပြောတာတော့ဆိုကဲဘုံလုံးကန်နေကြ4တန်းဆိုတော့9နှစ်က4တန်းဆိုတော့10နှစ်က3တန်းပေါ့9နှစ်က2တန်းပေါ့6နှစ်က1တန်းပေါ့5နှစ်ကသူငယ်တန်းပေါ့3နှစ်4နှစ်ဆိုမူဂျူပေါ့ရှိတယ်မူလာတန်းကျောင်းမှာတငယ်တန်းလည်းရှိတယ်5နှစ်6နှစ်9နှစ်10နှစ်9နှစ်တဲ့မဲကောလူကြီးပေါ့လာအဲ့ဒီမှာနွားမကြီးကဝင်လာပြီးတော့ပြန်ထွက်လို့မရသူကလည်းပြန်ထွက်မရတဲ့ထဲကျောင်းသားတဘာဝကလေးတွေဆိုတော့လေပြောတာပေါ့ကြောက်တယ်ဟိုဘက်ကနေအုပ်စုမကြီးပင်ကြီးတွေရရှိတော့ကွယ်လိုက်နွားမဒီဘောမောင်းထုတ်လိုက်ဒီဘက်ကနေမောင်းထုတ်လိုက်ဟိုဘက်ပြေးလိုက်ဟိုဘက်ကမောင်းထုတ်လိုက်ဒီဘက်ပြေးလိုက်အိုးနွားမနမရမ်းမကြီးကတောင်းလုံးကိုပတ်ချကိုလဲနေတာပြောနေကြတာပေါ့ဆရာမတွေကဟဲ့ကောင်းလေးတွေဘာလုပ်တယ်မောင်းထုတ်လိုက်အပြေးတော့ဟုတ်ကဲ့မောင်းထုတ်ပါတယ်អော်ပြီးတော့လေအပြောဒီဘက်ကမောင်းထုတ်လိုက်ဟိုဘက်ကမောင်းထုတ်လိုက်နမရမ်းမကြီးစိတ်တွေတိုးလို့အဲ့ဒါနဲ့ဘုံကဘာလုပ်ရမလဲစဉ်းစားတာကိုလေးတန်းကျောင်းသားတွေလိုက်ကြည့်တော့သူတို့လည်းပဲအပြိုနဲ့မောင်းထုံနေကြတာမောင်းထုံလို့မဖြစ်ဘူးစိတ်ထဲကဖြစ်သွားလိုက်တယ်ငယ်တဲ့ကလေးတယောက်များခွေရင်ဘယ်လိုလုပ်မလဲဘူးအဲ့လိုဖြစ်နေတဲ့အချိန်မှာပဲဖြစ်လိုက်တဲ့အချိန်မှာပဲဗျာဆိုနွားက
ta wonne yan bet ma ket ni de di dan na dan kali de si pi da ha pi ro kali de so ro pyan ma chok nai mu de chaw ni da ha tin ai pi ro phong phong ne ya tait ma kwa bu pe 20 30 လောက်กว่าphong phongကသူတို့ဝိုင်းချောက်တဲ့ထဲမှာမပေါ့အသာကြည့်နေတာသူတို့ဝိုင်းချောက်နေတာအော်အဲ့ဒါနဲ့ဖျက်စုကလေးတွေကိုခွေကျင်တာဗောနမရအန်စရာကောင်းတာဒီနမကဘလို့နမလဲမသိဘူးပိမ့်ပိမ့်နွားမွေးထားပြီးတော့နမအကျိုးပေါက်တာတော်တော်ရှားဒီနမပိမ့်မှာဂျိုးပါတယ်ဂျိုးလေးဘယ်လောက်ရှိမှတော့လက်3-4လုံးလောက်ဂျိုးလေးပေါ့တဲ့အဲ့ဒီလည်းပြေးရောအဲ့ဒီကလေးတွေကိုခွေမှစိုးတာစိတ်ကဘလို့ဖြစ်တော့မှမလို့အတင်းပြေးပြီးတော့လေအဲ့ကလေးတွေရှေ့ကိုသွားရက်ရင်းနဲ့ကိုလည်းအရက်နွားကလည်းအရောက်နည်းနည်းငါလေးတဲ့ငါလူကြီးဆိုပဲစိတ်လဲပါသလားမသိပါဘူးဒီလောက်ကြီးတဲ့နမတန်းကိုလေးတဲ့ကိုနှစ်ကဘလို့လုံနိုင်ပြေးလေလာရောကိုကလည်းပဲအမလေးခေါင်းလေးမတ်မိသေးတယ်ပြန်ကိုပြန်မြင်နေဖုံဖုံအတားလေးခေါင်းလေးလဲဆောင်းလက်ကလေးလဲဆောင်း तू ကဒီလိုစိုက်ပြီးတော့နွားခွေတာမြင်ဘူးမှာပါခေါင်းကြီးကိုအောက်ဆိုင်လာတော့တိတ်ခုံစရာမလိုဘူးလေအဲ့ဒါ तू ခွေမယ်ကလေးစီလဲခွေမယ်လို့ကိုကဖြတ်ပြီးတော့ဂျိုးနှစ်ဖက်ကိုလက်နှစ်ဖက်နဲ့ကင်လိုက်တာလာနွားကိုကင်မှန်းသိတာမသိတာမသိဘူးဘသူဖြစ်ဖြစ်ခွေမှာဟုတ်မြောက်ချတာကိုကမြောက်တက်သွားတာကိုကမြောက်တက်သွားတာဟာပါသွားတာလီတဲ့ပါသွားတာမဖြုတ်ဘူးလေဘာဖြစ်လို့ဆိုနွားခွေတာဒီချိုးနဲ့ဂျိုးနဲ့တာကလေးတွေထိမလို့လို့ကိုနဲ့တိုက်ရင်နေဘာတွေခေါင်းနဲ့မရှိဘူးလေနွားခွေတယ်ဆိုရင်ဘသူဖြစ်ဖြစ်ခွေမှာပဲကိုခွေတယ်မှန်တယ်နွားကဘယ်သိမှာကိုကအသားလေးလက်ကလေးမြောက်ပြီးတော့ကောက်အကင်လိုက်မှာမြောက်ပါသွားတာမြောက်ပါတော့တန်းလန်းနဲ့ပါသွားတာပေါ့လေတပတ်ကင်ထားတာဆုပ်တယ်အဲ့ဒါပြီးလေနွားကလေအောင်မချတော့ဘူးဖုံဖုံကလည်းအဲ့ဒါတန်းလန်းကြီးပါသွားတာတော့ဘလောက်ထိကြောက်စရာကောင်းလို့ဆိုလာအဲ့ဒီနမကသူ့ဂျိုမှာဖုံဖုံပါနေတော့သူ့လည်းခေါင်းကြီးလေးနေတော့လေအတင်းဝင်းနေရဘက်ကိုတိုးဝင်းတဲ့ဘက်ကိုတိုးတော့ဝင်းနေရကစောစောပြောလို့အောက်တန်းအလေတန်းအထက်တန်း3တန်းရှိအဲ့ဒီနမခေါင်းနဲ့ဖုံဖုံကြောနဲ့အဲ့ဒီဝင်းနေရအလေတန်းနဲ့အန်ရအတင်းအာရမလေးအဲ့ဒီသူ့ခေါင်းကြီးနဲ့သူ့ဂျိုကြီးနဲ့အဲ့ဒီဝင်းနေရနဲ့ခွေကပ်ခွေတော့အသားနဲ့နွားကောင်းနဲ့ဂျားထဲမှာလေညံ့နေတာအဲ့ဒီကြတော့မှဆရာမတွေရောဟိုမုံဆိုင်ကလူတွေရောလာပြီးတော့နွားမောင်တော့မှပြုတ်ကြလာကန်ကောင်းခြင်းတော့ကိုကျိုးနဲ့တိုက်တဲ့တန်တွေကဟိုဗာလေတမတ်၅မှုထွက်မဲ့ဟာတွေဟာနှုံးမွေကြောင်းကြီးကြိုးကြီးစုပြီးအကုန်ပေါက်ပြဲကုန်ပါဗောအဲ့ဒါလေးသွားအမှန်ရတယ်ကြည်စမ်းဖုံတို့လည်းဖျားလောင်းမဟုတ်ပါဘူးဒါပေမဲ့ဖျားရှင်ကိုတော်မြတ်ကြီးဟာဟိုသူနှခအနေနဲ့အလောင်းတော်ဘဝပါရမီဖြည့်စင်တော့ကဘဝဆိုတာတန်တရာရှည်လွန်အားကြီးလို့နှိမ့်တုံမြင့်တုံနဲ့ကြုံရတဲ့အခါမှာခွေးဘဝရောက်ခဲ့ဘူးလေအဲ့ဒီခွေးဘဝတဲ့တောင်မှခွေးကောင်းဆောင်ခွေးဘဝထဲမှာခွေးကောင်းဆောင်ဆိုတာအကောင်ကြီးထွားလို့ဟိအဲ့လိုမဟုတ်ရုပ်ကြီးချိုးလို့ဟိခွေးရက်ပူဝတ်လို့အဲ့လိုမဟုတ်အဲ့ဒီခွေးတတ္တဝါတွေကိုရှင်မင်းရဲ့ယထာတရေနှီးကုန်းတွေကိုကြိုက်လို့ဆိုပြီးတော့ခွေးတွေတတ်တယ်ကြားဟုတ်ကြပါလေဒီဇတ်တော်ကြီးမှာအဲ့တော့ဘုရားရှင်ကိုတော်မြတ်ကြီးရဲ့အလောင်းတော်ကခွေးဖြစ်ပါလေရဲ့နဲ့ကိုနန်းတွင်းဝင်ပြီးဒီကိစ္စရှင်းတာသူ့အမျိုးအနွယ်သူစောင့်ရှောက်တာပေါ့ခွေးဖြစ်တော့လဲခွေးဘဝအမျိုးအနွယ်တွေစောင့်ရှောက်တယ်လူဖြစ်တော့လဲလူအမျိုးအနွယ်တွေကိုစောင့်ရှောက်တယ်တကယ်ပြောတော့ဘုရားရှင်ကိုတော်မြတ်ကြီးရဲ့အလောင်းတော်ဘဝဖြစ်စဉ်မှာစိတ်ဓာတ်တော်ကြီးကဒုက္ခဆင်းရဲနေတဲ့တတ္တဝါတွေကိုစောင့်ရှောက်မယ်ဆိုတဲ့စိတ်ဓာတ်တော်ကြီးရှိတာအကုန်လုံးဘုရားလောင်းတော်မဖြစ်နိုင်ပါဘူးကွယ်ဘုရားလောင်းလို့တလောကလုံးကိုတော့ဘယ်သူမှမဆောင်ရှောက်နိုင်ပါဘူးအဲ့ဒါလို့မဆောင်ရှောက်နိုင်ပြီမဲလို့ကိုယ်အနီးအနားကိုယ်ပတ်ဝန်းကျင်ကိုယ်အတိုင်းအဝိုင်းဟိုဖုံဖုံ၄တန်းကလေးက၄တန်းမှာမူလာတန်းကြောင့်၄တန်းမှာဟေ့ကိုယ်အကြီးဆုံးဆိုတဲ့စိတ်ဓာတ်ဝင်သွားတော့အကောင်ကြီးတာမဟုတ်ဘူးရုပ်ချိုးတာမဟုတ်ဘူးလူဝတာမဟုတ်ဘူးအဲ့စိတ်ဓာတ်ကြီးစီခြင်းတာစိတ်ဓာတ်ကြီးပြီးတော့ဘယ်နေရာမှာဘယ်သူဒုက္ခရောက်မလဲကိုကြားကဝင်းကယ်ပေးရမှာဝင်းကူပေးရမှာကိုနိုင်သလောက်ပေါ့အဲ့ဒီစိတ်ဓာတ်ကလေးတွေကိုရှိစေခြင်းတာသာသနာ့ဘောင်ရောက်လာတော့ဘုရားရှင်ကိုရောမြတ်ကြီးအလောင်းတော်အကြောင်းလေးသိရအရှင်သာရိပုတ္တမထေရမြတ်ကြီးအလောင်းတော်အကြောင်းလေးသိရရှင်မကတ္တဗမထေရမြတ်ကြီးအလောင်းတော်လေးသိရဘုရားရှင်ကိုရောမြတ်ကြီးနဲ့ပါရမီဖြည့်ပေါ်ဖြည့်ပဲပုဂ္ဂိုလ်ကြီးရဲ့အလောင်းတော်ကြီးရဲ့ဘဝအကြောင်းလေးသိရတော့စိတ်ထဲမှာကြည်နူးလိုက်တာသူတော်ကောင်းကြီးတွေဆိုတာဒီလိုစိတ်ဓာတ်ကြီးတွေရှိကြတာကိုသူတော်ကောင်းဖြစ်ခြင်းတဲ့သူတွေကဒီလိုစိတ်ဓာတ်ကြီးတွေကြည်ရမှာကိုကိုလွတ်လွတ်လပ်လပ်နဲ့ကိုလွတ်ရင်ပြီးရောကိုချမ်းသာရင်ပြီးရောအဲ့လိုမနေနိုင်ကြပဲကိုတခါတလေကိုလည်းငါနေရာတကာများဝင်ပါမိသလားလို့အဲ့ဒီအကြောင်းကတော့နောက်ကြမှာအဲ့ဒီအတွေ့ကပြောပြပါအောင်
လေးတန်းကလေးကကိုကအဲ့လိုဝါဒနာပါပြီးအဲ့လိုလှုပ်လာခဲ့တာဆိုတော့ဘယ်နေနိုင်မှာတော့တကယ်လို့တော့ကိုမသွားရင်ဟိုကလေးတွေဘယ်လိုလှုပ်လဲအရှင်ဘုရားမသွားလဲငယ်တုန်းကအရှင်ဘုရားဝင်မလို့လဲသူခွေးချင်မှခွေးမှာပါပြောလို့ဘယ်လိုလုပ်ရမလဲရှိတဲ့သွားနေပြီလေဩလူတွေတယောက်နဲ့တယောက်ကိုအားဆွမ်းရှိသလောက်သူများကိုကာကွယ်ကိုအားဆွမ်းရှိသလောက်သူများကိုစောင့်ရှောက်ရင်ကိုအဆွမ်းရှိသလောက်ကိုအားအဆွမ်းရှိသလောက်သူများကိုဖေးမကူညီစောင့်ရှောက်အန္တရာယ်ကင်းအောင်လုပ်ပြီးဘယ်တော့ကောင်းလိုက်မလဲစိတ်ထဲမှာဖြစ်မိတာလားမိမိတို့တွေလဲနားထောင်နေတဲ့သူတွေလဲကိုလေးလေးတန်းလုံးကဘဝနေခဲ့ရတာလေဓမ္မတုဒ္ဒအရှင်စေကိဏဆရာတော်ပြောလိုက်ပေါ့အလောင်းလေးဆရာတော်အလောင်းလေးရာတောင်မှလေးတန်းလုံးကသူ့ပတ်ဝန်းကျင်သူ့အတိုင်းဝိုင်းမှာဒုက္ခရောက်မဲ့သူတွေကိုစွန့်နိုင်သမျှကူညီခဲ့သေးတာပဲကြည်စမ်းကလေးတစ်ပါးကသူများတွေအော်မောင်းထုတ်နွားကိုအပျော်အန္တရာယ်ရှိတာကြီးကိုအပျော်လျှောက်ကစားနေတော့အန္တရာယ်ရှိမှမသိတဲ့အရွယ်မှာတောင်မှအပျော်အပားတွေအဲ့လိုကစားနေအန္တရာယ်ရှိတယ်ဆိုတဲ့အသည့်လေးရဲ့ကိုအန္တရာယ်လွတ်အောင်ရှောင်နိုင်ပေမဲ့လို့အန္တရာယ်လွတ်အောင်မရှောင်နိုင်တဲ့သူတွေကိုစောင့်ရှောက်ကာကွယ်ပေးမယ်ဆိုတဲ့စိတ်ဓာတ်မျိုးများရှိကိုမိသားစုထဲမှာလေကိုလိုအာမတန်လို့အားငယ်နေတဲ့သူတွေရှိတယ်ကိုဆွေမျိုးသားချင်းထဲမှာလေကိုလိုအာမတန်လို့အားငယ်နေတဲ့သူတွေရှိတယ်ကိုရက်ကိုရွာကိုမြို့ကိုဆွေကိုမြို့ကိုအတိုင်းဝိုင်းကိုပတ်ဝန်းကျင်ကိုနိုင်ငံကိုကဘာကြီးမှာကိုလိုအာမတန်လို့အားငယ်နေတဲ့သူရှိတယ်အဲ့ဒါတွေကိုကိုနိုင်သမျှစောင့်ရှောက်ပြီးဘယ်လောက်ကောင်းမလဲဘုံဘုံတို့သူတော်ကောင်းဖြစ်ခြင်းနဲ့သူအနေနဲ့သူတော်ကောင်းဖြစ်အောင်အဲ့ဒါလိုကြင်ညာပါလို့ပြောချင်တာပါကိုစွမ်းနိုင်သမျှကိုစောင့်ရှောက်ပါအရှင်ဘုရားအဲ့လိုဆိုရင်တပည့်တော်တို့ကနမအလားစောင့်အောင်မယ်အဲ့လိုမဟုတ်ပါဘူးနမဂျူကင်ရမယ်အဲ့လိုမဟုတ်ပါဘူးကိုယ်ပတ်ဝန်းကျင်ကိုယ်အတိုင်းဝိုင်းမှာအဆင်မပြေတဲ့သူတွေကိုပြေးသလိုကိုစွမ်းနိုင်တဲ့လောက်ကလေးစောင့်ရှောက်ပေးပါကိုယ်အတွက်အလွန်စိတ်ဓာတ်ကြီးကောင်းတဲ့ကောင်းလာတယ်လို့ကိုယ်အကြောင်းပြုပြီးသူများတွေလည်းဘေးဒုက္ခအန္တရာယ်ဆင်းရဲကလွတ်မြောက်ပြီးကောင်းကျိုးချမ်းသာတွေရပါတယ်အဲ့ဒါသူတော်ကောင်းစိတ်ဓာတ်ပါဘုရားလောင်းသူတော်ကောင်းတွေလည်းဒီတိုင်းကျင့်နေတယ်မိမိတို့တွေလည်းဒီတိုင်းကျင့်သောအားဖြင့်သူတော်ကောင်းအစစ်ကြီးတွေဖြည့်ပြီးသူတော်ကောင်းတွေရရှိနိုင်တဲ့သူတော်ကောင်းအစစ်ကြီးတွေရရှိနိုင်တဲ့ကောင်းကျိုးချမ်းသာတွေရရှိပြီးတော့ဘဝမှာအထက်တန်းကြကြမျက်နှာပန်းလှလှနေနိုင်ထိုင်နိုင်ပြီးနိဗ္ဗာန်တိုင်ထိစံဝင်နိုင်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေကုန်သတည်း